မှာထူးချွန်တဲ့ရှင်အနန္ဒမထေရမြတ်နဲ့ရံပတ်ပြီးတော့နောက်ကနေလိုက်ပြီးစဉ္ညာလျှောက်နေကြတဲ့ပုဂ္ဂိုလ်တွေကလည်းစာပေရာမှာထူးချွန်တဲ့ဘုဒ္ဓတရှိတဲ့ပုဂ္ဂိုလ်တွေကြီးပဲတဲ့ဘုဒ္ဓတရှိခြင်းတူတဲ့သဘောကသူတို့တစုတည်းဖြစ်အောင်စုပေးလိုက်တာကရုတစ်ခုဖြစ်သွားတယ်။ဟောဒီသဘောကိုမြတ်စွာဘုရားကဓာတုသောဘိက္ခွေတတ္တတန်တန်တန္တိသမင်တိจิตသားယဟန်တို့စိတ်ထက်ခြင်းအရေးချင်းဓာတ်သဘောချင်းအားဖြင့်တတ္တဝါတွေဟာစုစည်းထားတာဖြစ်တယ်အဲ့တော့တဏှာမှာစုမိတယ်ဆိုတာဓာတ်သဘောချင်းတူမှစုလို့ရဓာတ်သဘောချင်းမတူရင်စုလို့မရဘူးလို့ဒီလိုပြောတာเนาะနောက်တစ်ခါခက်လန်းလန်းမှကြည့်လိုက်မယ်ဆိုရင်ရှင်ဒေဝရသူကလည်းသူ့ခြံရံပရိသတ်နဲ့လမ်းလျှောက်တယ်ရှင်ဒေဝရကဘာတွေတွေးနေလဲဆိုဖြတ်လန်းကနေဖျားလို့ဖို့စဉ်းစားနေတာသူကအဲ့ဒါကြတော့ပါပိဿရုပ်မာတဲ့စိတ်ဆန္ဒတွေလွှမ်းမိုးနေတယ်သူ့မှာတန်ဃာတွေကိုခေါင်းဆောင်လုပ်ချင်တယ်တန်ဃာအဖွဲ့အစည်းကြီးကိုအကြီးအကဲလုပ်ချင်တယ်အဲ့ဒီအကြီးအကဲလုပ်ချင်တဲ့စိတ်ဓာတ်လူကြီးလုပ်ချင်တဲ့စိတ်ဓာတ်ကသူ့ကိုလွှမ်းမိုးပြီးတော့ထားတယ်သူနဲ့အတူလမ်းလျှောက်နေတဲ့ပုဂ္ဂိုလ်တွေကလည်းအဲ့ဒါလိုစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေကြီးပဲဟောပါပိဿဆိုတဲ့မကောင်းတဲ့အတွေးတွေဝင်နေတဲ့မကောင်းတဲ့လူရင်ဆန္ဒတွေလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တွေကလည်းပဲမကောင်းတဲ့စိတ်ဆန္ဒချင်းတူရဟာစုစည်းမိတာဖြစ်နေတယ်ဟုတ်တယ်ပေါ့တရားဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကတရားပွဲရောက်ကြတယ်ရုပ်ရှင်ဝါဒနာတဲ့ပါတဲ့ပုဂ္ဂိုလ်တွေကတယ်လီဗီရှင်းရှေ့မှာရုပ်ရှင်ကြည့်ကြတယ်ဘောလုံးဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကဘောလုံးပွဲရှေ့မှာရောက်ပြီးတော့ဘောလုံးကြည့်ကြတယ်ဒီဟာတို့အရက်တို့ဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကလည်းဒီဟာအရက်ဆိုင်မှာစုကြတယ်ပေါ့လူဆိုတာတယောက်နဲ့တယောက်မတူဘူးပေါ့တဘာဝချင်းတူရစုမိနေကြတယ်ဆိုတဲ့သဘောကိုမြတ်စွာဘုရားဟောတာအဲ့တော့ဘုန်းကြီးတို့တွေလောကလူတွေဟာဒီလိုအခြေအနေအရစုပြီးတော့နေကြတဲ့အခါမှာတို့ကိုစုမိအောင်လုပ်တဲ့ဟာကောင်းတဲ့အရာလားမကောင်းတဲ့အရာလားလို့ဆက်လက်ပြီးတော့စဉ်းစားဖို့လိုအပ်တယ်ပေါ့မကောင်းတဲ့အရာကတို့ကိုစုတယ်ဆိုရင်ကောင်းတာဖြစ်ဖို့ကိုကလှုပ်ဆောင်ရမယ်အမှတ်ရမြတ်စွာဘုရားကဆက်ပြီးတော့ဟောထားတယ်တရားတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေတရားတရားကင်းမဲ့တဲ့သူချင်းစုမိကြတယ်တဲ့အရှက်မရှိတဲ့ပုဂ္ဂိုလ်တွေကလည်းအရှက်မရှိတဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်ဒုစရိုက်လုပ်ငန်းနဲ့ပတ်သက်ပြီးအကြောက်အလန့်မရှိတဲ့ပုဂ္ဂိုလ်တွေကလည်းအကြောက်မလန့်မရှိတဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်ဘောဓုတနဲတဲ့ပုဂ္ဂိုလ်တွေကလည်းဘောဓုတနဲတဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်တဲ့ပြင်းကြီးတဲ့ပုဂ္ဂိုလ်တွေကလည်းပြင်းကြီးတဲ့ပုဂ္ဂိုလ်တွေချင်းတဏှာမှာစုမိကြတယ်ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကလည်းတဏှာမှာပညာမဲ့တဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်တတိလက်လွတ်နေတတ်တဲ့ပုဂ္ဂိုလ်တွေမိမိလျော်နေတတ်တဲ့ပုဂ္ဂိုလ်တွေကလည်းမိမိလျော်နေတတ်တဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်လို့ဟောတဘာဝတူရစုတယ်ဆိုအကြောင်းမြတ်စွာဘုရားဒီလိုဟောတယ်တရားတရားရှိတဲ့အကောင်းဘက်ကပြောမယ်ဆိုရင်တရားတရားရှိတဲ့ပုဂ္ဂိုလ်တွေကလည်းတရားတရားရှိတဲ့လူနဲ့လက်တွဲမိတယ်မကောင်းမှုဒုစရိုက်ကရှက်တတ်တဲ့ပုဂ္ဂိုလ်တွေကလည်းမကောင်းမှုဒုစရိုက်ကိုရှက်ရွံ့တဲ့ပုဂ္ဂိုလ်တွေချင်းလက်တွဲကြတယ်မကောင်းမှုဒုစရိုက်ကကြောက်လန့်တဲ့ပုဂ္ဂိုလ်တွေကလည်းမကောင်းမှုဒုစရိုက်ကကြောက်လန့်တဲ့ပုဂ္ဂိုလ်တွေနဲ့ပဲလက်တွဲတယ်ဘဟုတုတရှိတဲ့ပုဂ္ဂိုလ်တွေကလည်းဘဟုတုတရှိတဲ့ပုဂ္ဂိုလ်နဲ့ဆိုရင်လက်တွဲပြီးတော့ပြောမကုန်အောင်ရှိကြတယ်ပေါ့ကြိုးစားအထောက်မှုလုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်တွေကလည်းလုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်ချင်းလက်တွဲကြတယ်တတိကောင်းတဲ့ပုဂ္ဂိုလ်တွေကလည်းတတိကောင်းတဲ့ပုဂ္ဂိုလ်ချင်းလက်တွဲကြပြီးတော့ပညာထက်မြက်တဲ့ပုဂ္ဂိုလ်တွေကလည်းပညာထက်မြက်တဲ့ပုဂ္ဂိုလ်ချင်းလက်တွဲကြတယ်လို့အကောင်းဘက်ကလည်းဒီလိုလာတယ်အဲ့တော့စုံစည်းကြတဲ့အခါတိုင်းမှာတို့တွေဟာဒီနေရာဆုံတာဘာနဲ့ဆုံတာလဲဒါဟာအရေးတကြီးစဉ်းကျင်စဉ်းစားဖို့လိုအပ်တယ်အကောင်းနဲ့ဆုံတာလားမကောင်းနဲ့ဆုံတာ